ထောင်းလိုက်ရတဲ့ကြွယ်ရွှေစည်းကွေးရဲ့အိမ်တရီဘရင်ကြီးလုံနေမိုးလေးတွက်ကဘေရီဟောတောက်တဲ့ကူလေးပေါ်ပြောရိုင်းယုံနဲ့ပုတ်တင်ညိုကောင်းငိတ်လာတကူရွှေကြီးညုံတာပါလားဧည့်သည်လာပါစားရွှေစည်းကွေးရဲ့အိမ်တရီဘရင်ကြီးလုံနေမိုးလေးတွက်ကဘေရီဟောတောက်တဲ့ကူလေးပေါ်ပြောရိုင်းယုံနဲ့ပုတ်တင်ညိုကောင်းငိတ်လာတကူရွှေကြီးညုံတာပါလားဧည့်သည်လာပါစားယုံကလေးကနေရွတ်ထောင်ပညာရှိရောင်ရောင်ကြောင်ကလေးကလက်သေးဝဲချောင်းလိုက်ရတဲ့ကြွယ်ရွှေစည်းကွေးရဲ့အိမ်တရီဘရင်ကြီးလုံနေမိုးလေးတွက်ကဘေရီဟောတောက်တဲ့ကူလေးပေါ်ပြောရိုင်းယုံနဲ့ပုတ်တင်ညိုကောင်းငိတ်လာတကူရွှေကြီးညုံတာပါလားဧည့်သည်လာပါစားသားမိမိတို့အတွက်အပတ်စဉ်တင်ဆက်ပေးနေတဲ့တင်ထက်သူဗီဒီယိုများတီးကြပြတချင်းနဲ့ကတ်တုံးပုံပြင်လေးတွေကိုကြည့်ကြတဲ့ဆိုရင်ချုံမိုင်းမိုင်း channel ကို subscribe လုပ်ထားလိုက်နော်ကျေးဇူးတင်ပါတယ်ရှင်နောက်စီစဉ်လေးတွေမှာပြန်ဆုံကြရအောင်နော်